တို့ရဲ့ဒီမန်းချက်ကဂျပန်ကိုသွားဖို့နော်ဂျပန်ရောက်မှတေးကြတယ်နော်ဂျပန်မသွားခင်နက်ပြည်မသွားချင်ဘူးစစ်သိန်း6000နဲ့2000ပညာလေးပဲကဲမိတာပါပတ်စံနဲ့အဲ့လိုကုန်သွားဆိုဟိုပေါ့ဟုတ်ရလားဗျာငါရဲ့ပတ်စံတွေကိုမင်းပြန်ပေးမပေးလို့တော့မင်းဆိုင်ကတေးဝါပေါက်ပြီးပြန်မယ်မင်းမှတ်ထားဘေးအခုရင်ဆိုင်ရမှာတမျိုးလုံးကကြောက်ရတယ်လူမိုက်ဒီလိုပုံစံနဲ့လက်တော့ပြန်နေမဲဒုက္ခရောက်။ခင်ဗျားတဲ့မှာငါစာတက်ထားတာ။ငါ့ကိုစေနာရှိလို့မှမဟုတ်တာ။ကျွေးတောင်းတာချင်းနေဘလို့လဲ။ဟုတ်ပြငိုပြနေကယ်ရီပေးလိုက်ပြီကွာ။အကျွေးဆက်မလားအပေခံမလားအသေးခံမှာပေါ့ခင်ဗျားတို့ကလူမိုက်တွေလားအဲ့ဆင်းနေနေဂိုင်းစားတယ်။မုံကြည့်တပ်လိုက်။ရှင်း။ဟုတ်အဲ့ဘယ်လိုပုံစံဝတ်ထားလဲဗျာအိတ်ခန့်လေးဆိုဒီလိုပဲဝတ်တတ်တာဂိုင်းကျုပ်လားဂိုင်းကြောက်လားချုပ်တဲ့အခါလဲချုပ်တယ်ချုပ်တဲ့အခါလဲချုပ်တယ်ခင်ဗျာဘာကြီးရောနေကင်းဘက်ဆိုရင်ဂိုင်းစတာညားဘက်ဆိုရင်တော့ခုမောင်လေးရဲ့မယားပေါ့ကျုံမရဟုတ်တယ်လေဘိုးတော့ခင်ဗျာထိုးကျွေးခဲ့တဲ့ဂိုင်းစတာတွေကလေဂိုင်းကျုပ်တွေဟုတ်ဘူးဂိုင်းကျုပ်တွေကျိုးတို့နဲ့ဟိုတွင်းနဲ့မနဲ့တော့အောင်ပြေးခဲ့ရဖဲထွင်းနေရငရဲတွင်ငရဲတွင်ဒင်းတော့ထိရနေထိမကျင်နေပါလေဟာဒါလေဟာမစိတ်တော်လာမှာလေမင်းတို့ပုံစံမျိုးနဲ့ကြမ်းကြမ်းနဲ့လှုပ်เสียမလို့ပါဘူးနူးနူးညံ့ညံ့လေးပဲလှုပ်ရပါခင်ဗျာဘာလို့မလို့မမနဲ့လည်းခဲ့တော့အောင်လေးတို့ညောင်စလုံးကပျောက်တမျိုးစီဆွတ်ဆောင်ရှိပြီဒါကျွန်တော်တို့ဘာလို့ပြရမှာလဲလျှော်ပြရမှာလားမမလည်းအိမ်ကိုမဟုတ်ဘူးလားနေသေးနဲ့လေတော့မအိတ်တယ်ဘူးမေးတယ်လားအိတ်တယ်အိတ်ကြောင်သိမင်းနေကျွန်တော်ရောက်ကိုကျမဆွန်စားပြီးမယ်ဆိုရင်နော်ဘုံလားဝါတတူရင်စမ်းချင်လာပြီလေကျွန်တော်ကြားလေးပုံမှန်ချက်တွေးလို့တအားကောင်းရဲ့အဲ့ဒီဖတ်တယ်ခေါင်းထဲကျုပ်သားကိုဖြစ်ရတယ်ဆွဲခုတဲ့အကျင့်ရှိတာကျုပ်ဖတ်လို့ရှိရင်ခဏရေကုန်သွားလို့မလားလူလေဆမ်းမျိုးကြောက်တယ်တခြားဟာတွေလည်းတက်တယ်မယုံသုံးကြည့်ပါလားဂျပန်မိတ်နော်ခိုင်းဆောင်ကြီးကြီးချာမှာရှင်တို့ညောင်နဲ့ပတ်သက်ပြီးတော့အကြီးအကျယ်ဆင်းရဲရှင်းနေကြရဆိုဘာလို့သေမလဲတော့မသိဘူးတခြားတော့သေမှသေကြတယ်